ပညာဆိုင်ရဲ့ကစားပုံမှာနောက်ဆုတ်ခြင်းဆိုတာမရှိသလောက်ပါပဲသူကအပြိုင်ဘက်ကိုအသက်ရှူချိန်မပေးဘဲနဲ့ဒရက်ဆက်ဖိအားပေးပါရီပြိုင်ဘက်ကသူ့ကိုတစ်ချက်ထိုးရင်သူက၃ချက်ပြန်ထိုးတယ်ဒါမျိုးမနာတဲ့တိုက်စစ်စင်မှုကဘလူးစီနေသလားလို့တောင်မှထင်ရလောက်အောင်ကိုကြောက်စရာကောင်းပါရီသူရဲ့လက်သီးတွေကပြင်းထန်ပါရီချီကန်ချက်တွေလည်းဒီလိုပါပဲဝမ်ချန်ပီယံရှစ်မှာကစားခဲ့စဉ်ကလေးကလက်နက်တွေနဲ့သူ့ရဲ့လက်သီးချက်တွေကပြိုင်ဘက်ကိုရိုင်းနဲ့သွားစေခဲ့တာမြင်တွေ့ခဲ့ရပါရီအခုကန်ကူဖိုင်နဲ့ဆိုမာဖိုက်တို့မှာလည်းဒီလက်ဆွမ်းကပိုရောမှထက်မြက်လာတာတွေ့ရပါရီခေါင်းလောင်းတံမြည်တာနဲ့မျက်လုံးရောင်ပြောင်းသွားပြီးခနာကိုယ်တစ်ခုလုံးတိုက်ပွဲမှုအစင်းသင်းဖြစ်သွားတဲ့သူ့ရဲ့ transformation အသွင်ပြောင်းလဲမှုကပရိသတ်ကိုဖန်ဆားနိုင်ဆုံးချက်ဖြစ်ပါရီလက်ရှိမှာပုံညာဆိုင်ကအင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာခြေစိုက်ပြီးတော့ Kanku Fight Club, Soma Fight Club တို့လို promotion တွေမှာဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါရီ။ Kanku နဲ့ Soma Fight တွေကအစင်တန်းမြင့်တဲ့ club fight တွေဖြစ်ပြီးတော့နိုင်ငံတကာ fighter တွေများပါရီ။ဒီပွဲဒီမှာလည်းပုံညာဆိုင်ကနိုင်ပွဲတွေစတိုက်ရယူနေပါရီ။မီဒီယာတွေမှာတိတ်မပါပေမဲ့ပုံညာဆိုင်ဆိုတဲ့နာမည်ကကြော်ကြားနေစေဖြစ်ပါရီ။သူကပွဲကြီးပွဲကောင်းမှထိုးမယ်ဆိုပြီးထိုင်ဆောင်နေတဲ့သူမဟုတ်ဘဲနဲ့တိုက်ခိုက်ခွင့်ရတဲ့နေရာတိုင်းမှာဝင်နှွဲနေတဲ့စစ်တီတော်တူဖြစ်ပါရီ။